မင်္ဂလာပါဆွေပင်းကူ 3D မိတ်ဆွေအားလုံးမင်္ဂလာညချမ်းပါနော်ဆွေပင်းကူရဲ့တင်ဆရာမြင်ဆရာကြားဆရာအားလုံးတွေမှာပန်းဆင်ပြီးတော့မှ 3D ပြောပြပေးမှာဖြစ်ပါတယ်နော်ဟိုနေ့ကပေးထားတဲ့ဓာတ်ပုံဖိုင်ဖြစ်ပါတယ်နော်တင်းနေနေနဲ့3တင်းနေနေနဲ့3 9နေနေပြန်3မယ်တင်းနေနေနဲ့3 8နေ3ပြန်3မယ်9နဲ့4နဲ့3 9နဲ့4နဲ့3ကို6 4 3ပြန်3မယ်5နဲ့8နဲ့3 5နဲ့8နဲ့3ကို3 8နဲ့ပြန်3မယ်8တော့ပိုက်နော်တိနဲ့နေနဲ့3 9နဲ့နေရ3တိနဲ့နေနဲ့3 8နဲ့3ရ3 9နဲ့4နဲ့3 6 4 3 3 5နဲ့8နဲ့3 3 8နေရ3 8တော့ပိုက်ဖြစ်ပါတယ်နော်အဲ့ချိန်မှာ3လုံး1 3လုံး3ညနေ9 3ည3လုံး1နေနေ6 3လုံး3ည1 3ညမိနေ9က9 1 3ည9 4 3 1မှာ8ဖြစ်မယ်နော်1 8 9 3ည1လို့ဖြစ်ပါတယ်နော်ဟုတ်ဆိုရင်1ထိုက်8ပဲတော့ရပါတယ်နော်1ထိုက်8ပဲဆိုလို့ရှိရင်ခြေနှလုံးနေနဲ့ခွာနေနဲ့4ဖြစ်ပါတယ်နော်ခြေနှလုံး10နဲ့ခွာ4နဲ့4ဖြစ်ပါတယ်နော်ခြေနှလုံး9နဲ့ခွာ9နဲ့4ဖြစ်ပါတယ်နော်ခြေနှလုံး9နဲ့ခွာ9နဲ့4ဖြစ်ပါတယ်ခြေနှလုံး9နဲ့ခွာ9နဲ့4ခြေနှလုံး9နဲ့ခွာ9နဲ့4ခြေနှလုံး10နဲ့ခွာ4နဲ့4ခြေနှလုံး2နဲ့ခွာ2နဲ့4လို့ဖြစ်ပါတယ်နော်တစ်ထိုက်8ပိုက်အဲ့ချိန်မှာနေချော့109နေချော့109နေ9ခွန်က8 9 8နေ9 3ညခွန်9 8ခွန်4 3 9မှာ6မယ်တဲ့9 8ခွန်6ဖြစ်ပါတယ်နော်4 3 9က6နေ9 3ညကခွန်နေ9ခွန်က8နေ6 1က9 9 8ခွန်6 1 9 8ဖြစ်ပါတယ်နော်ဆွေပင်ကို3မိတ်ဆွေအားလုံးကောင်းကြပါစေနော်